Gani Wipatana Surabali Surejau Linette Seni Lila Jayao Wipatana Malila Kema Sialiman she episode Anitara Tombago Timpia Pikera Pepare Anitara Tombaga Dana Tila Pawana Rubim Separe Dana Pilo Champs Say Chaya Villa Sialiro Amieni a pe libon မကြတော့ဘူးဆိုတာအာမခံချက်ရနိုင်ပါသလားဆိုရင်ဖြင့်မရနိုင်ဘူးအာမခံချက်မရနိုင်ပါဘူးဝိပဿနာလုံးမသာလျင်အာမခံချက်ကိုရတာဖြစ်ပါတယ်တီလဆောက်တီတာနဲ့ဆိုရင်ကောအာမခံချက်ရပါသလားကိုကျင့်တရားကိုစောင့်ထိန်တာပေါ့နော်တီလာဆိုတာတီလာကိုကောင်းကောင်းမွန်မွန်စောင့်ထိန်ခြင်းအပြင်ရောအပေလေးပုံလုံးဝမကြောက်ဆိုပြီးတော့အာမခံချက်ရပါသလားဆိုရင်ဖြင့်မရပါဘူးမရပါဘူးတကယ်မှကြည့်လို့ဥပမာပြောရမယ်ဆိုရင်ဖြင့်ဒါနအကြောင်းနဲ့ပတ်သက်ပြီးတော့ဝတ္ထုလေးဆိုရင်ကျတော့ဖျားတစုပွင့်မှတစ်ခေါက်သာပြုလို့ရတဲ့ကုသိုလ်တရားပေါ့နော်အလူဒါနသည်မဟာအတ္တတိတဒါနပင်ဖြစ်ပါတယ်ထိုဒါနကိုမလိကမိဖျားကြီးဦးဆောင်ပြီးတော့မှကောသလမင်းကြီးနဲ့တူတူကလူတန်းခဲဒါတောင်မှနောက်ဆုံးတေခါနေအချိန်မှာကိုစာစိတ်နောင်တရတဲ့စိတ်တစ်ခုကြောင့်အဲ့လောက်ဒါနပြုထားတာတောင်မှနောက်ဆုံးအပေလေးပုံကိုကြာခဲ့ရတာဖြစ်ပါတယ်အပေလေးပုံမှာအဝီစီငရေတွေကိုပေါ့နော်ကြာခဲ့တာဖြစ်ပါတယ်ခொနည်းတီတီကိုခန်းစားခဲ့ရပါတယ်ဒါကြောင့်မလို့အဲ့ဒါကိုရှုချင်အဖြစ်ဒါနနဲ့လည်းတင်းတိမ်လို့မရသေးဘူးဆိုတဲ့အကြောင်းပေါ့နောက်တစ်ခုကသီလကိုကြောတော့ဆရာလေးတို့ဘယ်ဥပမာနဲ့ပြမလဲဆိုရင်ဖြင့်ဧရကပဋ္ဌမထေရကြီးသည်လေကတ္တဗမြတ်စွာဘုရားရှင်လက်ထက်တော်တုန်းကအနှစ်2000တီလာကိုစောင့်ထိန်ခဲ့တာပါပဲဒါပေမဲ့တီခါနီးအချိန်မှာပြန်တော်မူတဲ့ချိန်မှာပေါ့နော်အဲ့ချိန်မှာအဲ့ဒီရဲ့နောင်တရတဲ့စိတ်တစ်ခုကြောင့်မလို့အာဘက်ကိုမဖြေခဲ့ဘူးဆိုတဲ့အတိလေးနဲ့ပေါ့နော်အဲ့အတိလေးနဲ့စုတည်သွားတဲ့အခါမှာနဂိုင်းတော့ဖြစ်ခဲ့ပါတယ်ဒါကြောင့်မလို့တီလာကိုစောင့်ထိန်ခြင်းအဖြစ်လည်းပဲလုံးဝရောင်ရဲတင်းတိမ်လို့မရပါဘူးငရဲကိုအပေလေးပုံမကြောက်ဘူးဆိုတာအမခံချက်မရပါဘူးဒါကြောင့်မလို့နောက်ဆုံးချက်နဲ့အနှစ်သာရကဘာဝနာမှာမဆရာလေးနှမျိုးတင်ဆက်ပြီးသွားခဲ့ပါတယ်ဘာဝနာမှာတမထနဲ့ဝိပဿနာတမထကိုကျင့်ကြံကြိုးကိုအားထုတ်အောင်ဒါမှတမပဲရှိပါ9ပါးထိရတဲ့အထိအားထုတ်အောင်ဒါမှအပေလေးပုံကိုပြန်ပြီးတော့မကြနိုင်ဘူးဆိုတာကိုအာမခံချက်မရပါဘူးတမထရဲ့လှုပ်တဲ့အကျိုးကျေးဇူးကြောင့်အဲ့ဒီရဲ့အကျိုးကိုဗြဟ္မပြည်မှာသွားပြီးခံစားရတာတော့အမှန်ပဲဒါပေမဲ့ဗြဟ္မပြည်ကနေပြီးတော့မှပြန်ပြီးအပေလေးပုံကိုမကြဘူးဆိုတာတော့အာမခံချက်မရပါဘူးမရှိပါဘူးပေါ့နော်နောက်တစ်ခုကျတော့ဝိပဿနာပေါ့ဝိပဿနာဆိုရင်ကျတော့ဆရာလေးတို့ဒီခန္ဓာရဲ့သဘောသူရဲ့သဘောပေါ့နော်ပရမတ်သဘောလေးကိုကြီးပြီးတော့ရှုရတာပေါ့အဲ့နာမှလဲဝိပဿနာရှုသူတိုင်းလို့အာမခံချက်ရှိပြီလားဆိုရင်ခါကျတော့အဲ့ဒါကျတော့လည်းပြောရအခက်တယ်မရှိသေးဘူးလို့ပဲဖြေရမှာပေါ့နော်ဘာလို့လဲဆိုဝိပဿနာရှုသူတိုင်းအ ਨੇ ဆုံးသောတာပတိမတ်ဖို့စိုက်တဲ့အထိအားထုတ်တဲ့သူမှဒါအာမခံချက်လုံးရှိတာပေါ့တက္ကရာဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတဲ့ဒီသောတာပန်နေဖယ်တဲ့ကိလေသာတရားကိုမဖယ်သေးသေးတော့အာမခံချက်လုံးမရှိသေးပါဘူးကြာမှလားဆိုတော့အဲ့လိုတော့ပြောရတော့ခက်တာပေါ့နော်ဘာလို့ဆိုဝိပဿနာအထုတ်နေတဲ့သူကတည်တဲ့အချိန်မှာအဲ့ဒီကနောင်တစိတ်အကုသိုလ်စိတ်တွေနဲ့တည်မတည်ပေါ်မူတည်ပြီးတော့မှပဲနောင်ဘဝကိုရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဆရာလေးကဝိပဿနာကိုဘလောက်အရေးကြီးဆုံးအရာထားပြီးတော့မှကျင့်ကြံကြိုးကိုအားထုတ်ရမလဲဆိုတာကိုပြောပြချင်တာပါနော်ဒါကြောင့်မလို့ဒါနနဲ့လည်းရောက်ရင်တင်းတိမ်လို့မရပါဘူးသီလနဲ့လည်းရောက်ရင်တင်းတိမ်လို့မရပါဘူးမဆောက်တီရအောင်လားဆိုတော့မဟုတ်ဘူးသူ့ကိုမဆောက်တီလို့လည်းမရပါဘူးဘာလို့ဆိုကိုရှေ့ဆက်သွားမဲ့ဝိပဿနာခရီးလမ်းစဉ်အတွက်အထောက်ပံ့အများကြီးဖြစ်စေတာဖြစ်ပါတယ်နိဗ္ဗာန်ကိုရဖို့အတွက်အထောက်ပံ့နေအများကြီးပေးတာတော့အမှန်ပါပဲဒါပေမဲ့ငရဲကိုအပယ်လေးပုံကိုမကြဘူးဆိုတာတော့
အာမခံချက်မရှိပါဘူးဒါကြောင့်မလို့ဝိပဿနာကိုလည်းသိယုံနေတယ်မရပါဘူးတီးတဲ့အတိုင်းနားလေတဲ့အတိုင်းကြင်ကြံကြုတ်ကိုအထုတ်ပြီးတော့မှဖြစ်ပျက်ကိုမြင်ဖြစ်ပျက်ကိုမုံဖြစ်ပျက်ကိုဆုံးတဲ့တစ်ချက်ကိုမြင်ခါမှသာအပယ်လေးပုံကိုလုံးဝမကြတော့ဘူးဆိုတဲ့အမခံချက်ကိုရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကနေ့ဆရာလေးဒီဝိပဿနာအကြောင်းလေးကိုနည်းနည်းလေးအဓိပ္ပာယ်လေးကိုလေးနှစ်ချက်အနေနဲ့ပြောတော့မှာဖြစ်ပါတယ်ဆိုတော့ဒါအခုဒီအနှစ်သာရ၃ပါးကိုပြောရချင်ရလဲပဲဒီဝိပဿနာအလုပ်ကဘလောက်အရေးကြီးကြောင်းကို highlight လုံးဝထင်မြင်လွယ်အောင်ပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကဲဝိပဿနာဆိုတာဘာလဲဆိုတာကိုလေ့လာကြရအောင်။ဝိပဿနာဆိုတဲ့နေရာမှာပုံနှစ်ပုံရှိတာပေါ့နော်။ဝိဆိုတာကထူးခြားသောအဖြစ်ပဿနာဆိုတာကရှုတာကိုခေါ်ပါတယ်။ဆိုပေါင်းလိုက်ခြင်းအဖြစ်ဝိပဿနာဆိုတာထူးခြားသောအဖြစ်ရှုမှတ်တာကိုခေါ်ပါတယ်။ဝိသေတိနပတ္တိတိဝိပဿနာတဲ့ဝိသေတိနထူးခြားသောအဖြစ်ပတ္တိရှုတတ်ဤတဲ့ရှုရဤတဲ့ဣတိတတ္တမထို့ကြောင့်ဝိပဿနာမြည်ဤလို့ဆိုပါတယ်အကျေပြောရမယ်ဖြင့်ထူးခြားသောအဖြစ်ရှုမှတ်တာကိုဝိပဿနာလို့ခေါ်ပါတယ်တက်ရှိကိုယောက်ျားမိန်းမပုဂ္ဂိုလ်တ attva လူနတ်မြမဖုန်ကြီးကိုရင်စသည်ဖြင့်ထင်မြင်ကြခဲ့ပါတယ်တတ်မှတ်တွေကိုကျတော့အိမ်ကျောင်းဇရက်မန်းတက်သစ်ပင်ဥယျာဉ်တောတောင်စသည်ဖြင့်ထင်မြင်ကြတာဖြစ်ပါတယ်ဟောတက်ရှိတတ်မှတ်အားလုံးကိုနှိပ်စမြဲတယ်လို့ထင်ခဲ့ကြပါတယ်အတ္တအစိုးရတယ်လို့ထင်ခဲ့ကြပါတယ်ဒုက္ခချမ်းသာတယ်လို့လည်းထင်ခဲ့ကြပါတယ်ဘဝအဆက်ဆက်ကတန်တရားဆက်ဆက်ကထင်လာခဲ့တဲ့အဲ့ဒီရိုးရာအထင်ပဲဖြစ်ပါတယ်ရိုးရာအထင်မှာအဲ့ဒီရဲ့ရိုးရာအထင်တဲကမှထူးခြားသောအဖြစ်ဒါကတော့ရုပ်ပဲဒါကတော့နာမ်ပဲအနိစ္စပဲဒုက္ခပဲအနတ္တပဲလို့အသိဉာဏ်ပါပါရှုမြင်တာကိုဝိပဿနာလို့ခေါ်ပါတယ်ဆိုပြီးတော့မှပဲနွဲကုံဆရာတော်မဟာကမ္မဌာနစရိယဗတ္တန္တစန္ဒဝရယစာအုပ်ကိုခန့်အားဆိုတဲ့စာအုပ်စာမျက်နှာ43နဲ့44တွင်မှာဤကဲ့သို့ရှင်းရှင်းလင်းလင်းဖွင့်ဆိုထားတဲ့အတွက်ကြောင့်ဆရာလေးကအခုလိုတင်ပြသွားတာဖြစ်ပါတယ်နောက်တစ်ခုဆရာလေးတင်ဆက်ပြချင်တာကတော့တတိပဋ္ဌာန်ပဲဖြစ်ပါတယ်တတိပဋ္ဌာန်မှလည်းပဲထူတူပါပဲတတိအပေါင်းပအပေါင်းဌာနပေါ့နော်သုံးပုတ်ပေါင်းထားတာပေါ့အဲ့ဒါတတိဆိုတာကျတော့ရှုမှတ်မှုလို့ဖော်ပြထားတာပေါ့နော်ပဆိုတာကျတော့လွန်လွန်ကဲကဲဆွဲမြင်ဌာနဆိုတာတရားကိုခေါ်ပါတယ်ဆိုတော့ရှုမှတ်မှုလွန်လွန်ကဲကဲဆွဲမြင်တရားရှုမှတ်မှုပေါ့ဆိုတော့ရှုမှတ်မှုအမှတ်တတိလေးရဲ့ဆွဲမြင်တရားကိုတတိပဋ္ဌာန်လို့ခေါ်ပါတယ်တဲ့ဆိုတော့ဆရာလေးတို့တတိပဋ္ဌာန်ဆိုတဲ့နေရာမှာပေါ့နော်တရားအထုတ်တဲ့နေရာမှာဆရာလေးတို့နီးလေးနီးရှာပေါ့ဆိုကတတိပဋ္ဌာန်တရား၄ပါးလို့ခေါ်ပါတယ်အဲ့ဒါကကာယ ानु ပဒနာတတိပဋ္ဌာန်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်စိတ်တာ ानु ပဒနာတတိပဋ္ဌာန်ဓမ္မာ ानु ပဒနာတတိပဋ္ဌာန်ဆိုပြီးတော့မှတတိပဋ္ဌာန်၄ပါးရှိပါတယ်တဲ့ကာယ ानु ပဒနာတတိပဋ္ဌာန်ကာယ ानु ပဒနာတတိပဋ္ဌာန်ဆိုတာကဖောင်းတယ်ပိန်တယ်ရှုမှတ်တော့ဖောင်းတယ်ဆိုတာကကာယပဲပိန်တယ်ဆိုတာကလည်းကာယပဲဖောင်းတယ်ပိန်တယ်ဆိုတဲ့ကာယပေါ်မှာမက်စိတ်လေးတည်နေတာကိုကာယ ानु ပဒနာတတိပဋ္ဌာန်လို့ယူလို့ရပါတယ်နံပါတ်1အနေနဲ့ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်ရှိပါတယ်ဝေဒနာ ानु ပဒနာတတိပဋ္ဌာန်ကိုကြတော့နားတယ်တဲ့မတ်တဲ့စိတ်ကနာတဲ့ဝေဒနာပေါ်မှာတည်နေတယ်အဲ့ဒါကိုဝေဒနာ ानु ပဒနာတတိပဋ္ဌာန်လို့ခေါ်ပါတယ်နံပါတ်3စိတ်တာ ानु ပဒနာတတိပဋ္ဌာန်စိတ်တာ ानु ပဒနာတတိပဋ္ဌာန်ကြတော့တွေးတဲ့စိတ်ကိုနောက်ကအတိစိတ်ကမှတ်နိုင်လို့ရှိရင်ကတော့တွေးတယ်စိတ်ကိုမှတ်နိုင်ရင်အဲ့ဒါစိတ်တာ ानु ပဒနာတတိပဋ္ဌာန်လို့ပဲခေါ်ပါတယ်နံပါတ်4ဓမ္မာ ानु ပဒနာတတိပဋ္ဌာန်ပဲဖြစ်ပါတယ်
ဓမ္မနုပဒနာသတိပဋ္ဌာန်ကိုကြတော့မြင်မှုကြားမှုစတဲ့သဘောတရားတွေကိုရှုမှတ်နိုင်ရင်ဓမ္မနုပဒနာသတိပဋ္ဌာန်ဖြစ်ပါတယ်ဆိုပြီးတော့မှဤကဲ့သို့သတိပဋ္ဌာန်တရား၄ပါးကိုဖော်ပြထားတာဖြစ်ပါတယ်ဝိပဿနာတွဲပြီးဟေးဆိုရင်တော့သတိပဋ္ဌာန်တွဲပြီးဖော်ပြရတာမို့လို့တည်တဲ့အရာမို့လို့ဖော်ပြခြင်းပဲဖြစ်ပါတယ်ဝိပဿနာကိုအားမထုတ်ခင်မှာတည်တင်တည်ထိုက်တဲ့အသည့်လေးတွေရှိဖို့အရင်ရေးကြည့်ပါတယ်အသည့်တရားလေးတွေကိုကြတော့ဆရာလေးနောက် episode အနေမှာတစ်ခုပြီးတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးတရားတော်မြတ်ကိုသိနိုင်ကြပါစေသိတဲ့အတိုင်းလဲနားလည်နိုင်ကြပါစေနားလည်နိုင်တဲ့အတိုင်းလေးပဲကျင့်ကြံကြကိုပွားများအထောက်ပြီးဤဘဝဤခန္ဓာမှာပင်ဒုက္ခခတ်သိမ်းတို့ရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သောအရိယသူတော်ကောင်းများဖြစ်နိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့တာရင်နဲ့ဤ episode ကိုဒီနားတင်ပဲရပ်နာကြပါစို့သာဓုသာဓုသာဓု